မင်္ဂလာပါတရားတော့ကျွန်တော်တို့ event registration system ဖြစ်ပါတယ်တရား login page ဖြစ်ပြီးတော့ login page ကနေကျွန်တော် login လုပ်လိုက်ပါမယ် login ဝင်ရောက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒါ event တစ်ခုဒါကျွန်တော်နမူနာလုပ်ပြထားတာပါအဲ့ထက်မှာကျွန်တော်ဘာလုပ်လို့ရမလဲဆိုတော့ event တွေမှာလာမယ့်ဧည့်သည် register လုပ်လို့ရမယ်ပြီးတော့အဲ့ register လုပ်ထားတဲ့လူတွေ check in လုပ်လို့ရမယ်ပြီးရင်သူတို့ lucky draw လုပ်ဖွင့်ပေးလို့ရမယ်ပြီး analysis data တွေထုတ်လို့ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်ဒီဟာကို registration URL ကိုဒီဟာကြည့်လိုက်ပါမယ်ဒီဟာဆိုရင်ကျွန်တော် registration လုပ်တဲ့ဟာတွေပါလာမယ့် event လာမယ့်ဧည့်သည်တွေကိုဒီ link လေးပေးပြီးတော့ register လုပ်ခိုင်းလို့ရတယ်ဒါမှမဟုတ်ဒီ link ကို QR code generate လုပ်ပြီးတော့ QR ဖတ်ပြီး register လုပ်လို့ရမှာဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကကျွန်တော် register လုပ်ထားတဲ့လူတွေကိုကျွန်တော်တို့ကevent မှာဒီ cancel မဲ့ဖောက်လို့ရပါတယ် cancel မဲ့ဆိုမှဒီ registration လုပ်ထားတဲ့ number တွေကိုဒီမှာတန်းစီပြီးတော့ random ပြမယ်ဒါတော့ပြီးရင်ကျွန်တော်ဆက်လက်ပြသပေးမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဘာရမလဲဆို analysis data တွေရမယ်အဲ့မှာဘယ်သူတွေကဒီမှာregister လုပ်ထားတယ် register ပဲ company တွေ register လုပ်ထားတယ်ပြီးရင်ကျွန်တော်တို့ဘယ် industry တွေကဘယ်လောက်ရခိုင်နှုန်းလုပ်ထားတယ်ဘယ် level တွေဘယ်လောက်ဒါတော့ကိုစိတ်တိုင်းကြအကုန်လုပ်လို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်ဒီအချက်လက်တွေကိုလည်းကျွန်တော်တို့ Excel CSV PDF တို့နဲ့ export ထုတ်ယူလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစုတွေကိုလည်းဒီမှာသတ်မှတ်လို့ရမှာဖြစ်ပါတယ်စုတွေကိုဒီ lucky draw ပါတယ်ဆို lucky draw ကိုဘယ်စုတွေပေးမလဲဆိုတာသတ်မှတ်လို့ရမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ setting ထဲမှာတော့ user နဲ့ပတ်သက်တဲ့ profile တွေ password ပြောင်းတာတွေရယ် email ပြောင်းတာတွေရယ် project title ဒီ title ပြောင်းတာတွေလုပ်လို့ရမှာဖြစ်ပါတယ်အဲ့ပြင်ကျွန်တော်ဒီမှာ documentation တွေလည်းထည့်ပေးထားပါတယ်ဒီ project ကိုကျွန်တော် developer ရှိမှနေမဟုတ်ပဲကိုယ်စိတ်တိုင်းကြကိုသတ်မှတ်ထားတဲ့ server ထဲမှာကိုထည့်လို့ရအောင်လို့ cPanel မှာ install ဘယ်လိုလုပ်ရမလဲပြီးရင် Ubuntu web server မှာဘယ်လိုတင်မလဲပြီးရင် developer menu ရယ်ပြီးရင် admin နဲ့ user menu ရယ် staff တွေရဲ့ user menu ရယ်ပြီးရင် troubleshooting ပိုင်းနေရာစားကျွန်တော်တို့ဒီ user menu တွေကစားကျွန်တော်တို့အသေးစိတ်ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်နမူနာတစ်ခုကို event တစ်ခုကိုနမူနာလုပ်ပြမယ် event တစ်ခုလုပ်မယ်ဆိုရင်ဒီမှာ event အသက်ရှောက်မယ်ဆိုရင်ကျွန်တော်တို့ဥပမာ digital security ဆိုပြီးတော့ကျွန်တော် event ခေါင်းစဉ်ပေးလိုက်မယ် code prefix နေရာကတော့ကျွန်တော်တို့ lucky draw ကူပွန်ရဲ့ရှေ့ရနံပါတ်တွေပါဥပမာဆိုပါစို့ SL DS ပေါ့နော် digital security အတွက်ပြီးရင် public slash ကတော့ကျွန်တော်တို့ဒီ URL မှာသတ်မှတ်ထားဖို့နေရာဖြစ်ပါတယ်ဘယ်မှာကျင်းပမှာလဲဥပမာ sorry zoom meeting နဲ့တော့ဒါမှမဟုတ်လိပ်စာရှိရဆိုလဲလိပ်စာတစ်ခုပေါ့နော်ပြီးရင်ဘယ်နေ့မှာစလုပ်မှာလဲကျွန်တော်မှာ24ရက်မနက်10:00နာရီပြီးရင်24 25 2ရက်လုပ်မယ်25ရက်နေ့ဟိုမှာညနေ9:00နာရီထိလုပ်မယ်ဆိုတော့2ရက်လုပ်မှာဆိုတော့အဲ့မှာဒီ registration ဘယ်နေ့စပြီး open လုပ်မှာလဲကျွန်တော်တို့19ဒီနေ့စလုပ်ပြီးတာ19 10နာရီမှာစပြီးတော့လုပ်ပေးမယ်ပြီးရင် registration close ကဘယ်နေ့ close လုပ်မှာဒီ event end date တိုင်းမတိုင်ခင်တော့ close လုပ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်24ရက်နေ့ထိကိုပေးလုပ်ထားမယ်ဆိုပါစို့24ရက်နေ့က12နာရီထိကိုပေးလုပ်ထားမယ်ပြီးရင်ဘယ်နှစ်ယောက်ပဲပေးလုပ်မှာလဲကျွန်တော်ဥပမာဆိုအယောက်100ပေးလုပ်မှာအယောက်1000 1000ကြိုက်တာပေးလို့ရတယ်ပြီးတော့ ticket တွေမှာဒီ digit ဘယ်နှလုံးထည့်မှာလဲ description ကိုစိတ်ကြတစ်ခုမှာဒီမှာ city solution unlimited digital security တခုပေါ့နော်ပေးလို့ရတယ်ပြီးတော့ logo လည်းကိုကြိုက်တဲ့ logo တခု force ratio နဲ့ဖြစ်ဖို့အတွက်တော့အကြံပြုထားပါတယ်ပြီးရင် draft အနေနဲ့လုပ်မှာလားဒါ open ကျွန်တော် open တစ်ခါလုပ်မယ်ပြီးရင် lucky draw ထည့်မယ်ဆို lucky draw ပေါ့နော် check in လုပ်မှ lucky draw ရမှာလား check in မလုပ်လဲ lucky draw ရမှာလားဆိုတော့ကိုယ်စိတ်တိုင်းကြဆုံးမြတ်တချို့က register လုပ်ပြီးရင် lucky draw နဲ့ပါခွင့်ရှိတယ်အဲ့ဒါဆိုရင်ကျွန်တော် register လုပ်တာ lucky draw နဲ့ပါခွင့်ရှိရဆိုရင် register လုပ်ထားတဲ့လူတွေအကုန်လုံးနံပါတ်တွေကို lucky draw နဲ့ထည့်မှာဖြစ်ပါတကယ်လို့ဒီဟာ on ထားလိုက်တာ check in လုပ်တဲ့လူတွေကိုပဲကျွန်တော်ဒီပွဲလာရောက်တက်ရောက်တဲ့လူတွေကိုပဲ lucky draw ရရှိမှာဖြစ်ပါတယ်ဥပမာဒီဟာကိုကျွန်တော်ဒီတစ်ခုဖွင့်ပိတ်ထားလိုက်မယ်event ပြီးတော့ဖန်တီးလိုက်တော့မယ်ဒါဆိုရင်ဒီမှာ event တစ်ခုအသစ်တစ်ခုဖြစ်လာပါပြီအဲ့တော့ဒီ event လာမဲ့လူတွေကိုဘာတွေပို့ပေးရမလဲဆိုတော့ကျွန်တော်ဒီ link ကိုပို့ပေးရမယ်ဒီ link ပို့ပေးလိုက်ရင်သူတို့ကဒီမှာ
register လုပ်မှာဖြစ်ပါဒီမှာဘာမှမရှိသေးဘူးဖြစ်နေဘာမှမရှိသေးဘူးဆိုတော့ကျွန်တော်တို့ကဒီမှာမေးခွန်းတွေတတ်မှတ်ပေးရမယ်မေးခွန်းက edit ထဲဝင်မယ် edit ထဲဝင်ပြီးတော့ဒီ question ထဲမှာဝင်ပြီးတော့မေးခွန်းတတ်မှတ်ရမယ်ဥပမာနာမည်ဆို text box နာမည်ပေးမယ်ထိတ်ဆုံးမှထားမယ်ဆိုတစ်ပေါ့နော် require ဒီအဖြေကို ticket ပေါ်ကအတန်းကျွန်တော်တို့ကဒီ live တက်ရောက်တဲ့လူနာမည်အနေနဲ့ထားခြင်းတယ်ဆိုတဲ့အတွက်ဒီနာမည်ကို question တစ်ခုလည်းထည့်မယ်ပြီးရင်နောက်တစ်ခုက phone number ပြီးနောက်တစ်ခုကကျွန်တော် data လုပ်ခြင်းတယ်ဘယ်လိုလုပ်ငန်းတွေကနေပြီးတော့အများဆုံးလာလဲဆိုတဲ့ဟာကျွန်တော်သိချင်တယ်ဥပမာ MSME ဆိုရင်ကျွန်တော် drop down MSME မဟုတ်ဘူး business type ပေါ့နော်ဥပမာဒီပုံစံမျိုးပဲတစ်ကြောင်းစီရေးရမယ် MSME လုပ်ငန်းတွေလား ICT လုပ်ငန်းတွေလားဥပမာ trading လုပ်ငန်းတွေလား travel and tourလုပ်ငန်းတွေလား hotel တွေလားစသဖြင့်ပေါ့နော်ကျဲတဲ့လောက်ကိုထည့်ထားလို့ရတယ်ကျွန်တော်တို့ဒီမှာမေကွန်3ခုပဲထည့်လိုက်တော့မယ်အဲဒါဆိုကျွန်တော်ဒီမှာကြည့်လိုက်မယ်မေကွန်3ခုထွက်လိုက် register လုပ်မဲ့လူတွေမေကွန်3ခုနေမဟုတ်ပါဘူးကျဲတဲ့လောက်ထည့်လို့ရပါတယ်ဥပမာစာပေးမေကွန်တွေအတွက်လည်းထည့်လို့ရတယ်ဥပမာကျွန်တော်ဒီမှာဖြည့်လိုက်မယ်ဒီဟာကတက်ရောက်မဲ့လူစင်းဆိုပါစို့ဒီမှာကျွန်တော်ကဥပမာ ID လုပ်ငန်းထဲလာတယ်ချက်လက်သဘောတူတယ်ဒါဆိုရင်ကျွန်တော် register ရပါပြီသူကဒီ ticket တစ်ခုရမှာဖြစ်ပါတယ်ဥပမာဒီ ticket ကို register လုပ်တဲ့လူကကျွန်တော် download ဆွဲလိုက်မယ်သူကဒီ ticket လေးတစ်ခုရမှာဖြစ်ပါတယ်ဒါလေးကို scan ဖတ်လိုက်ပြီဆိုရင်ကျွန်တော် check in လုပ်လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ယောက်ထပ်ပြီးတော့ register ထပ်လုပ်ပြပါမယ်now industry က MSME အနေနဲ့ပေါ့နော်ဒါဆိုရင်သူလည်းဒီဟာလေးကို download လုပ်ထားလို့ရမှာဖြစ်ပါတယ်ဒီမှာ download မှာဆောင်းတာနံပါတ်6လုံးပေးထားတဲ့နံပါတ်6လုံး prefix တွေပါလာမှာဖြစ်ပါတယ်ဒါဆိုရင်သူ့အတွက် lucky draw coupon တစ်ခုထည့်ရဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဟုတ်ပြီပွဲလာပြီဆိုပါစို့ပွဲလာတဲ့ချိန်ဆိုရင်ကျွန်တော်တို့ကဒီ check in တော့မယ်ဒီ staff တွေကဒီ check in ဆိုတဲ့ link ကိုသူ့ဖုန်းထဲမှာဖွင့်ထားလို့ရတယ်ကျွန်တော်ဖုန်းထဲကနေပြီးတော့လုပ်ပြမှာမယ်ဖုန်းမဟုတ်ဘူးကွန်ပျူတာနဲ့ဆိုလေအဲ့ ticket ရဲ့ဒီ ID လေးကိုထည့်ဥမှာဒီရဲဟင်းဆိုကျွန်တော်ဒီ ticket ID နဲ့ထည့်ပြလိုက်မယ်ဒါကကျွန်တော်တို့ပွဲစီစဉ်တဲ့လူကလောက်အောင်ဖြစ်ပါလဲရှာမယ်ဆိုဒီဟာရှိတယ် check in confirm check in confirm ဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်ပါမယ်check in တစ်ယောက် register လုပ်ထား2ယောက် check in လုပ်ထား1ယောက်ရှိပါတယ်ဖုန်းကနေ check in ကိုဖွင့်ထားမယ်ပြီးတော့ camera ဖွင့်မယ် camera ဖွင့်ပြီးဒါလေးနှိပ်လိုက်ကြည့်လိုက်မယ်ကြည့်လိုက်ပြီဆိုရင်ဒီမှာထွက်လာပါပြီအဲ့မှာ check in confirm နှိပ်လိုက်မယ်အဲဆိုရင် check in အောင်မြင်ပြီးသွားပြီဖြစ်ပါတယ်ခုဒီမှာကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင် check in 2ယောက်ဖြတ်သွားပြီဖြစ်ပါတယ်အဲ့တော့ဘယ်သူတွေ check in လုပ်ခဲ့လဲဘယ်ပါလဲဆိုတာကျွန်တော် analysis ထဲမှာပြန်ကြည့်လို့ရပါတယ် analysis ထဲမှာကျွန်တော်တို့ business type ကဘယ် business type ကဘယ်နှစ်ယောက်လာတယ်ဘယ်လောက်ရခိုင်တော့ဘယ်သူတွေအဲ့ဒါကိုကျွန်တော်က excel နဲ့ export ထုတ်လိုက်ပါမယ်Excel နဲ့ဆောင်းတဲ့အချက်လက်တကယ်လို့အကြောက်တရားရှိလဲတရားဒီတိုင်းရလာမှာဖြစ်ပါတယ် Excel နဲ့ export ထုတ်နိုင်သလိုကျွန်တော်တို့ CSV PDF ဆိုရင်တော့ဒီ business type ဒီ analysis လုပ်တဲ့ graph ကိုထုတ်ရဒီမှာတော့ကျွန်တော်မလုပ်ထားတော့ဒီကနေပြပြပါမယ် analysis ထဲမှာဒီမှာမေးခွန်းကတော့၄ခုမေးထားဆိုဒီကနေကျွန်တော်ထုတ်ပြပေးပါမယ်PDFဒီမှာဆိုရင်ဘယ်လုပ်ငန်းတွေကဘယ်နှစ်ယောက်လာခဲ့တယ်ဆိုတဲ့ဟာတွေပြီးတော့ဘယ် position ကဘယ်နှစ်ယောက်တက်ခဲ့တယ်ဆိုတဲ့ဒီလိုမျိုး data တွေပါ event ပြီးွားအချိန်မှာဒီလို data တွေပါကိုတွဲကြံခဲ့မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် event registration system အလုပ်လုပ်တဲ့ပုံစံတွေမှာဟုတ်ပြီကျွန်တော် lucky draw လုပ်တော့မယ်
lucky draw လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ customer တွေကိုဘာလုပ်ပေးထားမလဲဆိုဝင်ပြီး register လုပ်တဲ့လူတွေကို lucky draw ဒီ link လေးကိုကြိုပြီးပေးထားမယ် copy လုပ်ပြီးတော့ဒီ link ကိုကြိုပြီးကြော်ညာထားပေးရမှာဖြစ်ပါတယ်အဲ့တော့သူတို့က lucky draw ဖွင့်မဲ့ချိန်မှာဒီဟာကိုသူတို့ကစပြီးဖွင့်ထားမှာဖြစ်ပါတယ်အဲ့ဒါက live တက်နေမှာကျွန်တော်တို့ဒီဘက်မှာဒါက customer ဖွင့်ထားရဆိုတော့ကျွန်တော်ဒီဘက်မှာကနေပြီးတော့ lucky draw လုပ်မယ်ဆိုအရင်ဆုံးစုတွေတတ်မှတ်ပေးရမယ်စုတွေတတ်မှတ်ရမယ်ဥမာ first price ပေါ့နော် first price ဥမာ iPhone တစ်လုံးပေးမယ် save second ကြတော့ဥမာ headphone ဒီနှစ်ခုကိုကျွန်တော်စုအနေနဲ့တတ်မှတ်မှာဖြစ်ပါတယ်စုအနေနဲ့တတ်မှတ်ဆိုကျွန်တော်တို့အခု lucky draw စလုပ်တော့ပါမယ်ဒီမှာ lucky draw link ကိုဖွင့်ထားတဲ့ဒါက waiting အဲ့မှာကျွန်တော်တို့ဒီဟာကို projector မှာထိုးချင်တာတို့ LED မှာထိုးချင်တာဆို full screen နဲ့လည်းဒီလိုမျိုးထားလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခု lucky draw စမယ်ဆိုရင်ဒါ lucky draw ကို admin ဘက်ကနှိပ်လိုက်မယ်အရင်ဆုံးဘယ်စုကိုဖွင့်မလဲဒီမှာ sorry ဒီမှာ standby ဖြစ်သွားပြီဥမာကျွန်တော်တို့ပထမစုကိုဖွင့်တော့မယ်ပထမစုဖွင့်မယ်ဆိုရင်ဒီအကြောင်းညာမဲ့ဥမာ start draw နှိပ်လိုက်မယ် start draw နှိပ်လိုက်တာနဲ့ဒီမှာနံပါတ်တွေအကုန်ပြေးသွားပြီသူကကျွန်တော် check in လုပ်မှလို့ယူထားတယ် check in လုပ်ထားတဲ့လူတွေရဲ့နံပါတ်တွေကိုယူသွားမယ်ဒါဆိုရင်9953ရဲဟိန်ပေါက်သွားတယ်ရဲဟိန်ပေါက်သွားတယ်သူရှိလားတကယ်လို့ရှိနေတယ်ပွဲထဲမှာရှိနေတယ်မရှိဘူးဆိုနောက်တစ်ယောက်ပြန်ရွေးခြင်းတယ်ဆို absent လုပ်လိုက်ရင်နောက်တစ်ယောက်ကိုဒီစုပြန်ရွေးလို့ရမှာရှိတယ်ဆိုရင်ကျွန်တော် accept ကိုနှိပ်လိုက်မယ်ဒါဆိုရင်ဒီမှာလဲ winner confirm ဆိုဖြစ်သွားပြီဟုတ်ပြီကျွန်တော်နောက်တစ်ယောက်ဆက်ရွေးတော့မယ်ဒုတိယစု second prize start draw နှိပ်လိုက်မယ်အဲ့လိုပဲဒီဘက်မှာနံပါတ်တွေပြေးသွားမယ်ဒါဆိုရင်ဖြိုးဝေးဆိုတာ second စုရပါပြီဆိုတော့เนาะပြီးရင်အဲ့မှာနောက်ထပ်ပြီးရင်ဒါ accept လုပ်လိုက်မယ် accept လုပ်ပြီးနောက်တစ်ခေါက်ထပ်ထည့်လိုက်မယ်ထပ်ထည့်မယ်ဆိုရင်မရတော့ဘူး eligible တန်းနဲ့မရှိဘူးလာမှာလား2ယောက်ပဲရှိတာဟုတ်အဲ့တော့မရတော့ဘူး winner 2ယောက်ရှိတယ် register 2ယောက် check in 2ယောက် winner 2ယောက်ရှိတယ်အဲ့ဒါလေးကိုကျွန်တော်တို့ဒီ lucky draw coupon တွေပါတစ်ခါတည်းဒီ software ကနေပြီးတော့လုပ်လို့ရမှာဖြစ်ပါတယ် documentation ထဲမှာတော့ကျွန်တော်တို့အသေးစိတ်ဒီဟာနဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးရမလဲ deployment ဘယ်လိုလုပ်ရမလဲဆိုတာကိုအသေးစိတ်ပါမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်